လန်ထိုစစ်သူကြီးပွဲဘာညာတယ်အဲ့လိုမျိုးမှတ်เสียမလို့ပါဘူးဒါကတော့အလွယ်တကူတွက်ချက်နည်းလေးဖြစ်ပါနော်စိတ်တွက်နည်းလေးပေါ့နော်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခုနေ့ကသားသမီးများစိတ်ချမ်းသာပြီးကိုယ်ချမ်းသာကြပါစေလို့နော်အခုလက်ရှိကျွန်တော်ပြသပေးသွားမယ်နီလန်းလေးကတော့မဟာဘုတ်တွက်နည်းလေးဖြစ်ပါတယ်နော်မဟာဘုတ်ကမှလွယ်တဲ့နီလန်းလေးဖြစ်ပါတယ်နော်လုံးဝကိုမသိသေးဘူးဆိုတော့လူတွေအတွက်လည်းအဆင်ပြေပါတယ်တည်ပြီးသားလူတွေအတွက်လည်းပိုလွယ်ကူပါတယ်နော်မြန်မာခုနှစ်နဲ့ပဲတွက်လို့ရတဲ့နီလန်းဖြစ်ပါတယ်နော်ဘယ်လိုတွက်ကြမလဲဆိုရင်တော့ကိုမူတင်မှတ်ထားမှာတော့တခုရှိတယ်ဗျနော်ဘာလဲဆိုတော့ဒီဘင်္ဂပူတီတိုက်မရဏအဓိပတိယာဇအထုံးအဲ့ဒီခုနှစ်မျိုးကိုမှတ်ထားရမယ်နော်ဒီလက်ညှိုးထောင်ပြီးတော့မှတွက်လည်းရတယ်ဗျနော်ဘင်္ဂပူတီတိုက်မရဏအဓိပတိယာဇအထုံးနော်ဒါမျိုးလေးတွက်လည်းရတယ်ဒီလိုလေးကိုအလွယ်တကူလေးလက်တစ်ဖက်တည်းနဲ့လို့တွားမယ်ဆိုရင်ရတယ်နော်ဘယ်လိုတွက်ရမလဲဆိုတော့ဥပမာဗျကိုကဥပမာ1356ခု1356ခုမွေးထားတယ်လာမလို့ရက်မလို့เนาะကိုဘာနေသားလဲဆိုတာတော့သိထားရမယ်ကိုဘာနေသားပါတယ်သမီးဆိုတာတော့သိထားရမယ်เนาะအဲ့ဒါပေါ့တွက်ပုံတွက်နည်းရတော့ဥပမာ1356ခုမွေးထားတဲ့သူဒီ1300ကိုခဏဖယ်ရမယ်1300ကိုဖယ်ပြီးရင်55နဲ့6ကိုယူရမယ်56ကိုယူရမယ်56ကိုယူပြီးမှ5ထပ်ပေါင်းရမယ်เนาะ5ထပ်ပေါင်းပြီးမှရလာမယ်အဖြေဒီဒါ61ဖြစ်သွား61ကိုခွန်နဲ့ထပ်စားရမယ်ခွန်နဲ့ထပ်စားလိုက်လို့ရလာမယ်အကျွင်းဒီအကျွင်းပင်ကဖြစ်သည်တချို့ကြတော့ရှိပါတယ်မြန်မာခုနှစ်တက္ကရာမတည်ဘူးမေ့နေတယ်ပေါ့နော်ပြက်ကလေးလည်းမရှိဘူးတဏိဋ္ဌာန်လည်းမရှိဘူးเนาะပြီးတော့ဖုန်းလေးလည်း application down မထားဘူးအဲ့လိုလူတွေကြတော့လွယ်ကူပါတယ်အရန်ကိုလွယ်ကူပါဥပမာ1994ခုမွေးထားတဲ့သူတယောက်ဒီမြန်မာခုနှစ်တက္ကရာကိုတည်ကျင်တယ်ဆိုရင်1994ကိန်းကနန်းလေးလုံးလုံးကို638နှုတ်ပလိုက်ပါအဲ့လိုပဲအင်္ဂလိပ်ခုနှစ်ကိုမသိဘူးအင်္ဂလိပ်ခုနှစ်ကိုတည်ကျင်တယ်မြန်မာခုနှစ်ပဲမမိတဲ့သူတွေ638ပြန်ပေါင်းလိုက်ပါအတူတူပါပဲเนาะအခုကတော့ကျွန်တော်နှုတ်ရမှာဖြစ်ပါတယ်နှုတ်ရမှာဖြစ်တဲ့အတွက်ဟို1994ကို638နှုတ်လိုက်တော့ကျွန်တော်တို့ဘာရလဲဆိုတော့1356ခုဆိုပြီးရလာတယ်1356ကို1300ကိုခဏဖယ်9နဲ့56ကို56ကို5ပေါင်းမယ်5ပေါင်းပြီး9နဲ့ပြန်စားမယ်เนาะ9နဲ့ပြန်စားလိုက်တော့ရလာမယ်အကျွင်းဒီအကျွင်းဘင်္ဂဖြစ်သည်တစ်ကျွင်းကျွင်းနှစ်ကျွင်းကျွင်းသူ့ရဲ့ကျွင်းမုံကျွင်းကြီးကြတော့ဘယ်တော့မှ तू က9နဲ့8တွေ9တွေ10တွေ17တွေအဲ့လိုသွားမကျွင်းပါဘူးကျွင်းပုံကျွင်းကြီးကတုံညနေပြီးတော့6ထိပဲကျွင်းတာဖြစ်ပါတယ်ဘလို့ပဲစားတုံညနေ6ထိပဲကျွင်းမှာဖြစ်ပါတယ်ကျွင်းလာပြီဆိုရင်တုံညပဲကျွင်း1ပဲကျွင်း6ပဲကျွင်း5ပဲကျွင်းဥပမာ5ကျွင်းနဲ့ဆို5 6တုံည1နဲ့3လို့လေးသွားမှာဖြစ်ပါတယ်เนาะအရင်ကလိုအဲ့လိုအွန်လိုင်းထိုစစ်သူကြီးပွဲဘာညာတယ်အဲ့လိုမျိုးမှတ်เสียမလို့ပါဘူးဒါကတော့အလွယ်တကူတွက်ချက်နည်းလေးဖြစ်ပါနော်စိတ်တွက်နည်းလေးပေါ့နော်ပြီးတော့ဘာဖွားဆိုရင်ဘလို့ဖြစ်နိုင်တယ်ဘာဖွားဆိုရင်ဘလို့တွေဖြစ်လာတယ်နော်ဖွားဟောချက်လေးတွေလည်းဆရာနောက်ကိုပြောပြသွားပါမယ်နော်ဒီ page လေးကိုလည်းပေါ့နော်like and share လေးလုပ်ထားပြီးတော့မှသူများသိအောင်လေး share ထားပေးကြပါလို့နော်တကယ်လို့မတည်သေးတဲ့လူတွေကိုကြောင့်တည်သွားတယ်ဆိုတော့ကိုလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့မှကုသိုလ်ရတာပေါ့ညာကျွန်တော်တို့တွက်လိုက်တော့ရလာတဲ့အကျွင်းကဘာပဲရပေါ့နော်ရတဲ့အကျွင်းဒီဘင်ကနေစတွက်ရမှာဖြစ်ပါတယ်ဥပမာတစ်ကျွင်းနဲ့ဆိုရင်ဘင်္ဂပူတီတိုက်မရဏအဓိပတိယာဇအထုံးတစ်ကျွင်းထားတဲ့သူတိုင်းဒီဘင်္ဂပဲစမှာနှစ်ကျွင်းလဲဘင်္ဂစမှာသုံးကျွင်းလဲဘင်္ဂစမှာလေးကျွင်းလဲဘင်္ဂစမှာ5ကျွင်းလဲဘင်္ဂကနေစမှာ6ကျွင်းလဲဘင်္ဂကနေစမှာ3ညကျွင်းလဲဘင်္ဂကနေစမှာဖြစ်ပါတယ်နော်အဲ့ဒါဘလို့ဥပမာကြည့်မလဲဥပမာ3ညကျွင်းတဲ့သူတယောက်ကိုတွက်ကြည့်မယ်ဆိုရင်3ည1 2 3 4 5 6အဲ့မှာကြည့်လိုက်မယ်ဆိုရင်3ညကျွင်းထားတာနော်ဘင်္ဂပုတိတိုက်မရဏအဓိပတိယာဇအထုံး3ညကျွင်းထားတဲ့3ညကဘင်္ဂဖြစ်တယ်နော်စနေသားသမီးဆိုရင်3ညကျွင်းတဲ့စနေသားသမီးဆိုရင်ဘင်္ဂဘွား
တနင်္ဂနွေသားသမီးအဲ့ဒီခုနှစ်ထဲမှာပဲမွေးထားတဲ့တနင်္ဂနွေသားသမီးဆိုရင်ပုတိဖွာအင်္ဂါသားသမီးဆိုရင်တိုက်ဖွာဗုဒ္ဓဝိသားသမီးဆိုရင်မရဏဖွာလို့လေးသွားမှာဖြစ်ပါတယ်နော်အားလုံးလည်းတကယ်ကိုအေးချမ်းပါစေလို့ပဲဆုတောင်းပေးပါတယ်နော်နောက်အတွက်လည်းပေါ့နော်ဟောချက်ကလေးတွေတင်ပေးသွားပါတိတ်ကျွင်းသမားတွေနှစ်ကျွင်းသမားတွေသုံးကျွင်းသမားတွေဟောချက်ကလေးတွေတင်ပေးပါဦးမယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ